တချီလိုက်မှာထိုင်းဖို့လာဖူးနဲ့အနောက်တိုင်းစားစာအမျိုးမျိုးအပြင်ကော်ဖီဘီယာပါမျိုးစုံရတဲ့ဆိုင်လေးတစ်ဆိုင်စီကိုဟိန်းမျိုးအခေါ်ဝါပေးပါမယ်ခင်ဗျာဆိုင်နာမည်လေးကတော့ Dialogue Cave and Bar ပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးကတော့တရားတဲ့အဝိုင်းဘက်နာမရောက်ခင်လမ်းချဘက်ကိုကိုယ်ဝင်ခဲ့ရမှာဖြစ်ပြီးတော့တာလော်ဈေးတိုက်ကဖူးဆန်တာရဲ့အပေါ်ဆုံးထပ်မှာရှိပါတယ်ခင်ဗျာအရင်ဆုံးဖတ်ထိုင်းကိုပစုံထဲမှာစားကြည့်ခဲ့ပါတယ်ခင်ဗျာထည့်ပေးတဲ့ပစုံကအသားပြည့်ပြည့်တင်းတင်းပါတဲ့အပြင်လက်ဆက်ပြီးတော့ချိုးနေရပါပဲခေါက်ဆွဲသားကလည်းနူးဣပြီးတော့ထည့်ပေးတဲ့ပိုရှင်းကလည်းတော်တော်လေးကိုများပါတယ်ခင်ဗျာဒါလေးကတော့လာအိုတင်မော်လီထောင်းပဲဖြစ်ပါတယ်ခင်ဗျာသူကကြတော့မန်လေးဘက်ကအရင်သုံးတဲ့နန်းနန်းလေးသွားဆင်ပါတယ်ငပိရတာနေတော့လေးဖြစ်ပြီးတော့ချင်းကန်ဆက်ထိထိမိမိစားရမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုင်ရဲ့ signature ဖြစ်တဲ့ခက်ခိတ်လေးတွေလည်းမစားကြည့်ခဲ့ပါတယ်ခင်ဗျာပြင်သားကကျွတ်ကျွတ်လေးနဲ့အတွင်းသားမှာထည့်ထားတဲ့ခရင်ကအရန်ကြီးမအီပဲနဲ့တော်တော်လေးကိုအရသာရှိပါတယ်ကျွန်တော်ရဲ့အကြိုက်ဆုံးဖြစ်တဲ့ ice cappuccino လေးလည်းမှတောက်ကြည့်ခဲ့ပါတယ်ခင်ဗျာ cappuccino ရဲ့အရသာကလည်းတကယ်ကိုကောင်းတယ်ပြီးတော့ဒီဆိုင်မှာကလေကော်ဖီဘီယာအပြင်တခြားရွေးချယ်စရာမန်နူးတွေကတော်တော်လေးကိုများပါတယ်နောက်ထပ်ရေပဝဲဘဲဥငံကြော်လေးလည်းမှစားကြည့်ခဲ့ပါတယ်ခင်ဗျာဘဲဥငံနဲ့ချက်ထားတာဖြစ်လို့အရသာက၄အပတ်ကိုသွားပါတယ်ဘဲဥငံအရသာကြိုက်တဲ့သူတွေဆိုရင်ဒါလေးကိုဂရင်းတွင်းမှာသိကြပါတယ်ခင်ဗျာထမင်းဖြူပူပူလေးနဲ့တွဲစားရင်လုံးဝကိုကွတ်ရှယ်ပါပဲခင်ဗျာသူနဲ့ live fat တဲ့သုံးနဲ့သားအဆက်ကြော်လေးလည်းမှစားကြည့်ခဲ့ပါတယ်ခင်ဗျာအသားလေးတွေကနူးအိပြီးတော့အပြင်သားကျွတ်ကျွတ်လေးနဲ့သူလည်းထမင်းဖြူပူပူလေးနဲ့ဆိုလုံးဝကိုပွဲသိမ့်ပါပဲပြီးတော့အင်္ဂါတောက်ကြစနေနေ့တွေတိုင်းမှာထိုင်းနာရီ၈နာရီကနေပြီးတော့မှည7နာရီအထိအတန်ချိုချိုအေးအေးလေးနဲ့တချင်းဆိုပြမယ်ဘန်အဖွဲ့လည်းရှိပါသေးရဲ့ခင်ဗျာတချင်းငိမ့်ငိမ့်လေးတွေနားထောင်ရင်းနဲ့နေလိုက်တာဘိုက်ပြန်စားလာပြီဆိုတော့အနောက်တိုင်းအဆအဆလေးတွေကိုမှစားကြည့်ခဲ့ပါရခင်ဗျာကြက်သားကြော်လေးနဲ့နေထားတဲ့အနှစ်ကတော်တော်လေးကိုမှအရသာရှိပြီးတော့စားလို့တော်တော်လေးကိုကောင်းပါတယ်သူ့ရဲ့အရသာကအချိုးချင်းလေးနဲ့ကြက်ကြော်နဲ့တွဲစားရတာတော်တော်လေးကိုမှလိုက်ဖက်ပါရခင်ဗျာပြီးတော့အခုတောင်းနေတဲ့စမိုင်းဖီယာဆိုရင်လည်းအယ်ကိုဟောပါဆက်အရင်ကြီးမများပဲနဲ့ဂရင်းရှင်းတဲ့အနေထားလေးဖြစ်ပါတယ်ပို့ပြီးတော့အရသာရှိသွားတယ်လို့မျိုးခံစားရပါရခင်ဗျာဘက်ကွန်နဲ့ဟမ်ဘာဂါကလည်းအရန်ကိုအရသာရှိပြီးတော့ထည့်ပေးထားတဲ့အာလူကြော်လေးကကျွတ်ကျွတ်ရွရွလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါရဲ့ခင်ဗျာဟမ်ဘာဂါခေါင်းလေးစားခြင်းနဲ့ဆိုလို့ရှိရင်တော့အခုဒီဆိုင်လေးကို recommend လုပ်ပါရဲ့ခင်ဗျာဒီအပိုင်းလေးတွေကညဘက်မှာရိုက်ထရတာဖြစ်တာကြောင့်မလို့အလင်းအားနေသွားတဲ့အတွက်လည်းတောင်းပန်ပါရဲ့ခင်ဗျာပါစတာကို9ဦးနဲ့လည်းမစားကြည့်ခဲ့ပါရဲ့ခင်ဗျာအဲ့ဒီ9ဦးနဲ့ပဲမိတ်သွားလို့ဆိုရင် comment မှာရေးခဲ့ပေးပါဦးခင်ဗျာဥလေးတွေကထုတ်နဲ့ပါစတာနဲ့တွဲစားရတာတော်တော်လေးကိုလိုက်တက်ပါတယ်ခင်ဗျာအဲ့ဒီဥလေးတွေကိုစားကြည့်ရတာဒီတိုင်းလေးစားကြည့်ရလဲ it's so good နောက်ထပ်စားကြည့်မှလေးကတော့ငါအသားလွှာကြော်လေးပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီဆိုင်လေးကိုရောက်ဖြစ်ရင်ထပ်ပြီးစားကြည့်မဲ့အထဲမှာဒီငါအသားကြော်လေးလည်းပါပါတယ်ခင်ဗျာအသားလေးတွေကဣပြီးတော့အပြင်သားချွတ်ချွတ်လေးနဲ့အရန်ကိုမှစားလို့ကောင်းပါတယ်ခင်ဗျာသူနဲ့တွဲစားဖို့ချပေးထားတဲ့ဆော့ကလည်းတော်တော်လေးကိုမှအရသာရှိပါတယ်ခင်ဗျာအေးပြေအသားရည်လာအောင်အသေးရွက်လေးလည်းစားပေးခဲ့ပါတယ်ခင်ဗျာဒီဆိုင်မှာကရွေးချယ်စရာစီပီယာ9မျိုးတောင်ရှိပါတယ်အဲ့ထဲမှာWhole Garden Rose ဘီယာချိုလေးကိုမြည်ကြည့်ခဲ့ပါတယ်ခင်ဗျာသူ့ရဲ့အရသာကချိုလေးနဲ့အေးစားတွေစားပြီးတဲ့အခါမှာတောက်ကြည့်တင်တဲ့ဘီယာလေးဖြစ်ပါတယ်ခင်ဗျာမင်းကလေးဆိုရင်တော်တော်လေးကိုကြိုက်ကြမယ်လို့ထင်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကို like and share လုပ်ပြီးတော့ကျွန်တော်ကိုကူညီပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဆုံတွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တို့ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်တတာ